ဒီလိုမျိုးကက်ကက်မှာမြန်မာစာဖောက်မှန်မှန်နေဖြစ်နေလားဒီလိုဖြစ်နေတော့ကက်ကက်မှာမြန်မာစာဖောက်ဘယ်လိုထည့်ရမလဲဘယ်လိုမျိုးမှန်အောင်ဘယ်ဖောက်နေကိုသုံးရမယ်ဆိုတာကိုကျွန်တော်အသေးစိတ်ရှင်းပြပေးသွားပါမယ်ဗီဒီယိုကိုအဆုံးထိလိုက်ကြည့်ကြပါခင်ဗျာ let's go အရင်ဆုံးကက်ကက်ထဲမှာမြန်မာစာဖောက်မှန်တဲ့ဖောက်တွေကို download လုပ်ဖို့အတွက် ZFont 3 ဒီ software လေးရှိထားပါမယ်ခင်ဗျာ okay မရှိသေးရင်လည်း Play Store မှာသွားပြီးတော့ free download ရယူလို့ရပါတယ်ဒီလိုကျွန်တော်တို့ ZFont 3တွေကိုဝင်မယ် okay ကြောင်ရလေး continue လေးကိုနှိပ်ပြလိုက်ပါပြီးလို့ရှိရင်တော့အပေါ်ဆုံးက search bar လေးကိုတစ်ချက်နှိပ်လိုက်ပါဒီနားလေးကိုနော်အဲ့ဒီမှာကျွန်တော် font တစ်ခုကိုအစမ်းတောင်းပြပါမယ် OT free အမှချင်းမိုင် font ဒီကောင်လေးကလည်းကျွန်တော်တို့ကက်ကက်မှာလက်ရှိသုံးနေတဲ့ Unicode font တွေအနေနဲ့ဖောက်ရိုက်လို့စာရိုက်လို့ရှိရင်မှန်ပါတယ် font အလှလေးလည်းရပါတယ်ဒီကောင်လေးကိုဘယ်လို down မလဲဆိုတော့ဒီကောင်လေးကိုတစ်ချက်နှိပ်ကြည့်လိုက် okay ဟောဒီအောက်မှာကျွန်တော်ကတော့ down မိသားဆိုတော့အမှန်ချင်လေးပြနေပါတယ်အောက်မှာဒီမှာဒီနားလေးမှာအဲ့နားမှာမ down ရသေးဘူးဆိုလို့ရှိရင်သူကမြားပုံစံ download ပုံစံလေးပေါ်နေလိမ့်မယ်အဲ့လေးတစ်ချက်နှိပ်လိုက်ရပြီเนาะဒီမှာကြည့်ဒီလိုလေးချစ်လိုက်ဒါတွေဘာမှမလုပ်နဲ့ရပြီထွက်လိုက်ရပြီကျွန်တော်အခုပြထားတဲ့နီလန်တိုင်းပဲကက်ကက်ထဲမှာဖောက်မှန်တဲ့ဖောက်9မျိုးကိုကျွန်တော်ဒီမှာပြပေးထားပါမယ်โอเคအဲ့ဒီနီတိုင်းလေးပဲဒီကူပြထားတဲ့ဖောက်9မျိုးကိုတွားပြီးတော့အရင် down လိုက်ပါโอเคကက်ကက်ထဲကိုသွားပါမယ်ကက်ကက်ထဲကိုရောက်ပြီဆိုရင်ဒါကျွန်တော်ခုနရိုက်ထားတဲ့ဒါ system font ရိုးရိုး font ပေါ့ဗျာကျွန်တော်ချောလာဆိုတဲ့ဟာโอเคအဲ့ဒီမှာဒီကောင်လေးကိုကျွန်တော် font ထည့်ပါမယ်ဖောက်ထည့်မယ်ဆိုတော့ကျွန်တော်တို့ဒီမှာအရင်ဆုံးကျွန်တော်ချောလာဆိုတဲ့နေရာလေးကိုနှိပ်လိုက်နှိပ်ပြီးတော့နောက်တစ်ချက်မကြည့်အပေါ် edit ပုံစံလေးကိုနှိပ်လိုက်မှန်နော်ဒီနားလေးကိုနှိပ်လိုက်ပါโอเคရပြီအဲ့ဒီမှာကျွန်တော်တို့ font ကိုတန်းသွားတယ်နော် font ဒါ system font ဖြစ်နေတဲ့အတွက်ကျွန်တော်တို့ဖုန်းတွေအနေနဲ့က Unicode ဖြစ်နေတဲ့အတွက်စာ font တွေကမမှန်ဘူးခင်ဗျာအဲ့တော့ကျွန်တော်တို့ my font ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ my font ဒီနားလေးเนาะဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးရင်ဒီမှာပေါ်လာပြီအဲ့ဒီမှာ add ဆိုတဲ့ font နေရာလေးကိုနှိပ်လိုက်ပါဒီမှာဒီနေရာလေးပါ okay ပြီးရင်ရပြီအမှ my font ဆိုတဲ့နေရာလေးကိုနှိပ်လိုက် okay ပြီးရင်ဒီပေါ်မှာမြင်းချောင်း၃ချောင်းလေးရှိပါတယ်ဒီနေရာလေးကိုချက်နှိပ်လိုက်ဟုတ်အောက်ဆုံးမှာဒီမှာကြည့် ZFont 3ဆိုတဲ့နေရာလေးရှိမယ်အားလေးကိုနှိပ်ကြည့်လိုက်ပြီးရင် font ရပြီပြီးရင်မြန်မာ okay အဲ့တော့ကျွန်တော်ကပြထားတဲ့အထက်မှာတစ်ခုကိုအစမ်းထည့်ပြပါမယ်ဒီမှာ OT free ချင်းမိုင်ဆိုတာလေးရှိမယ်ဒါလေးနော်မှန်တယ်မှာဒါလေး okay ဒါလေးကိုနှိပ်လိုက် okay ဒီမှာဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့အထက်ကိုဒီမှာဒီ font လေးရောက်လာပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဟာလေးကိုတစ်ချက်နှိပ်ကြည့်လိုက်ဟောကျွန်တော်ချောလာဒီမှာကြည့်လုံးဝမှန်သွားပြီဒီမှာကျွန်တော်တို့ပြောင်းကျင်လာလေးရှိရင်လည်းဒီမှာအနီလေးတွေပြောင်းမလားဒါလေးတွေပြောင်းမလားโอเคအဲ့ပုံစံဒီနည်းတိုင်းလေးနဲ့ကျွန်တော်တို့ font တွေကိုထည့်လို့ရမယ်နောက်ထပ်ကျွန်တော်ထည့်ပြပါမယ်နောက်ထပ်ကျွန်တော်ဖန်တီးလက်ရေးကျွန်တော် down ထားရှိရယ်ဒီမှာနော်ဒီဟာလေးโอเคအားလေးကိုတစ်ချက်နှိပ်လိုက်ဒါဆိုရင်ရောက်သွားပြီဖြစ်ပါတယ်တွေ့လားမသိဘူးဒီမှာလေဖန်တီးလက်ရေးရောက်သွားပြီဖြစ်ပါတယ်ဆိုတော့ကျွန်တော်အားလေးကိုတစ်ချက်ထပ်နှိပ်ကြည့်လိုက်ဟောဒီမှာကျွန်တော်ချောလာတွေ့လားဒီလိုမျိုးဒီ font လေးတွေကလက်ရှိအချိန်ဒီမှာကျွန်တော်သုံးနေတဲ့ font လေးဖြစ်ပါတယ်ရိုးဘာမှအင်္ဂလိပ် font တွေပါနေရိုက်เสียရမလို့ဘူးဒီကောင်လေးကတော်တော်ကိုအဆင်ပြေပါတယ်ဒီ font 9မျိုးကိုအရင် download လုပ်ပါလုပ်ပြီးတော့ကျွန်တော်ပြောတဲ့နေ့တိုင်းဒီကက်ကက်ထဲမှာထည့်လိုက်ပါဒါဆိုလို့ရှိရင်တော့အားလုံးအဆင်ပြေသွားပါလိမ့်မယ်ဟုတ်ကဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်